တယောက်က friend ဆိုတာလားဟိုလေတငယ်ချင်းလေးပါပဲထဲကစောက်ကလေးလေဟောလေကီကြောဆိုကီဟုတ်တယ်သူလည်း friend ဆိုပဲမဟုတ်အဲ့လိုမပြောခိုင်းအမရာဖုံးနဲ့ collab လုပ်ဘူးလားအမရာဖုံးနဲ့လုပ်ဘူးလေသူဆိုရယ်မသိဘူးလားပြောရနော် friend ဆိုလည်းသိရတယ်နော်အမရာဖုံးလည်းသိတယ်နော်ပြောတော့မြန်မာဆိုရယ်ကတိတ်မသိဘူးတဲ့မင်းသမီးမင်းသားတွေသိမသိဘူးအခုခေတ်ဆိုတော့မသိဘူးလားအရင်တော့သိတယ်2020ရှေ့ပိုင်းတော့သိတယ်ပေါ့2016လောက်ထိသိရပါတော့ Greyhound လို့လုပ်ပါနော်ဇော်ပိုင်ဟုတ်တယ်ငါပြောရင်တော့အရင်တစ်ခါတော့လေငါဇော်ပိုင်ဖတ်တာနင်ကအဲ့ဗီဒီယိုက record နှိပ်ဖို့မိသွားလို့မတင်လိုက်ရဘူးကွာအဲ့ရဇော်ပိုင်ဖတ်တာကွာအဲ့ဟောနင်ကတခြားလူတွေခမန်းတာအခုရေးထားတဲ့လူတော်မှနင်ကခမန်းသေးတယ်ကွာအဲ့ဇော်ပိုင်ရလို့နင်ကကျန်တဲ့လူတွေကိုခမန်းလိုက်တယ်အချိန်ကွာအဲ့ဒါကိုမှတ်မိလို့ခုဇော်ပိုင်လားလို့ပြန်မေးတာအဲ့ဆိုရင်နင်လူကဘယ်နည်းပြောလား no အဲ့လောက်လွယ်လေးကျန်တဲ့ချစ်ကလေးကိုမဖတ်ဘူးငါလူကရင်ကိုလေဆိုင်ဟုတ်ဘူးအမရာဖုန်းနဲ့ collab လုပ်ဘူးကဘာလို့တော့နေအောင်နော်အမလူက Greyhound လည်းမဟုတ်ရင်ကိုလည်းမဟုတ်အဲ့မဝင်ကျင်อ่ะဟွာဘာလဲဆောင်းလိုက်ဟုတ်ငါအခုမှတွေးမိရယ်ငါ rap လို့လည်းပြောသေးတယ်ငါဘန်နီပြောလို့ခံမှန်းတာငါတော်လွဲနေတာဟုတ်သားငါ rap ဆိုဘန်နီ rap မှာမဆိုနေဝင်လားငါမအမရာဖုန်းနဲ့ collab လုပ်ဘူးတာငါဘန်နီပြောပဲတည်တာတချင်းအေးလေးဆိုတာသူ့ရဲ့တချင်းလေးလည်းပေါက်တယ်ကွာထွင်တယ်ဇော်ပိုင်းနဲ့နီးစက်တာထွေးတယ်လားသိပါပြီမင်းမမငါမသိတော့ friend ဆိုမှဘသူတွေကြံသေးတာမ friend ဆိုရဲမှာသူတို့ကိုပဲကွက်ချမ်းနေတယ်သိလား friend ကဆိုင်နဲ့ဘန်ဒီပြိုးတဲ့နေဝင်းနဲ့ခီးကြော်စောတဲ့သူ့ကိုပဲကွက်ချမ်းတာ friend ဆိုမှစနေရလားမဟုတ်စနေရအောင်မဟုတ်ဘူးအဲ့ပြနေမီအလုံးอ่ะ